မတိခင်တေဝါတဲ့နဲ့ဂိမ်းတစ်ခုဒီဂိမ်းက entrance လို့ခေါ်ပါတယ်ဒီဂိမ်းထဲမှာဆိုကိုချိုက်တဲ့ class ရွေးလို့ရ rifle mine လည်းရွေးလို့ရ assault လည်းရွေးလို့ရ medic လည်းရွေးလို့ရ recon ဆို sniper ပေါ့ချိတ်တာရွေးပြီးတော့ war 1နဲ့ကိုရောက်သွားတယ်လို့မျိုးခင်စားလို့ရပါတယ်ဒီဂိမ်းထဲမှာဆိုရင်တော့အဲ့အနေမဟုတ်ပါဘူးဒီဂိမ်းထဲမှာကျွင်းလည်းတူးလို့ရပါတယ်ဟုတ်ပါတယ်ဂိမ်းကစစ်တိုက်တဲ့ဂိမ်းဖြစ်ပေမဲ့ကျွင်းတူးတဲ့ဂိမ်းဖြစ်နေပါတယ်တကယ်ပါအခုဆိုကြည့်လိုက်ပါကျွင်းထားတူးနေရပါကျွင်းမဲ့တူးလို့ရလားမိန်မောင်လို့ဒီမှာပြစ်ပြထားတာပါဆရာကြီးပဲဒီဂိမ်းကစော့တတာပေါ့အဲဆိုကျွန်တော်ဆရာကြီးဆိုစော့တယ်အဲ့ဟိုပြစ်တဲ့ဟာကို edit လေးနဲ့ကြည့်လို့ရပါတယ်ကြည့်ချင်းနောက်မှာ GI, your government has abandoned you. They have ordered you to die, GI. Do not trust them. They lie to you, GI. You know you cannot win this war. They will give you a medal, GI, but only after you are dead. Your rich leaders grow richer while you die. Your government lies to you every day. Poor soldier, you have lost this war, GI. Your army will leave you behind. GI, your government has betrayed you. Will not return for you. They do not care about you. ဒီကနေ့ကျွန်တော်ရဲ့သူစောချင်တယ်ဆိုတော့ကျွန်တော်ကို line follow လုပ်ခဲ့ပါကျွန်တော်ရဲ့ပြီးဘန်ဝါတက်တော့မဟုတ်ဘူးပေါ့ Roblox အကောင့်လေးကို follow လုပ်ခဲ့ဖို့လည်းအချင်းပေးချင်ပါတယ်